အားလုံးပဲမင်္ဂလာပါရဲကြီးစပေါ်မှကြိုဆိုပါရယ်ဘုံချစ်ပရိသတ်များအားလုံးလည်းမင်္ဂလာပါခင်ဗျာကလက်ကဘာဖလားရှင်ပြိုင်ခွင့်ရထားတဲ့ပိုရာဘိုကိုနဲ့ချိတ်ဆက်ဖို့လဲညှင်းဆန်ထားတဲ့ယော်နယ်တို့ခရစ္စတီယာနိုယော်နယ်တို့ဟာယခုနှစ်ကလက်ကဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ဘရာဇီးကလက်ပိုရာဘိုကိုနဲ့ချိတ်ဆက်ဖို့လဲညှင်းဆန်ထားတယ်လို့ United အသင်းဖော်ဟောင်း Alex Telles ကပြောကြားလာခဲ့ပါတယ် Alex ဟာယော်နယ်တို့နဲ့အတူ United နဲ့ Enasa တို့မှာကစားခဲ့ဘူးသူဖြစ်ပြီးယခုအခါမှာတော့ပိုရာဘိုကိုအသင်းမှာရောက်ရှိနေတာဖြစ်ပါတယ်ကစားသမားဟာပိုရာဘိုကိုတို့ပြောင်းရွှေ့လာဖို့ယော်နယ်တို့ကိုတိုက်တွန်းပြောဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ပေါ်တူဂီသားကညှင်းဆန်ထားကြောင်းဖွင့်ဟလာခဲ့ပါတယ်ယော်နယ်တို့ဟာလက်ရှိအချိန်မှာ Enasa နဲ့လည်းစာချုပ်သက်တမ်းတိုးမြင့်ထားခြင်းမရှိတာကြောင့် Telles ကပိုရာဘိုကိုတို့လာရောက်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်အသက်40နှစ်အရွယ်ပေါ်တူဂီကျယ်ပွင့်ကိုကဘာတဝမ်းဘောလုံးကလပ်တွေကချိတ်ဆက်မှုတွေပြုလုပ်ထားပေမဲ့သဘောတူညီမှုတစုံတရာမရရှိသေးဘူးလို့သိရပါတယ်ယခုအခါမှာ Telles ကသူ့ရဲ့ကောလာဟလတွေနဲ့ပတ်သက်ပြီးကျွန်တော်ကြားပါတယ်သူ့ကိုပိုရာဘိုကိုလာဖို့ပြောတော့သူကအချိန်မကျသေးဘူးလို့ကျွန်တော်ကိုပြန်ပြောပါတယ်လူတွေကသူတို့အတွက်ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာသိကြပါတယ်ယော်နယ်တို့လည်းသူ့အတွက်အကောင်းဆုံးဖြစ်မဲ့နေရာကိုသွားပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်မကြသေးမီကပေါ်တူဂီအသင်းနဲ့အတူနေရှင်းလိစုဖလားကိုစုခုထားနိုင်တဲ့ယော်နယ်တို့ဟာအန်နာဆာနဲ့စာချုပ်တစ်ချုပ်ဆိုထားခြင်းမရှိတာကြောင့်အလွတ်ပြောင်းရှေ့ခြင်းနဲ့ထွက်ခွာဖို့အလားအလာများနေပါတယ်ကောလာဟလတွေရတော့ပေါ်တူဂီသားဟာဆော်ဒီကလပ်နဲ့စာချုပ်သက်တမ်းတိုးမြင့်နိုင်ဖို့ဆန္ဒရှိနေရလို့သိရပါတယ်ဘောလုံးလောကထဲပြန်လည်ဝင်ရောက်ဖို့မိုနာဂိုနဲ့ချိတ်ဆက်နေပြီဖြစ်တဲ့ပေါ့ပါမန်ချက်စတာယူနိုက်တက်နဲ့ဂျူဗင်တက်စ်ကွင်းလယ်လူဟောင်းပေါ့ပါဟာတားမြစ်စေးသုံးဆွဲမှုကြောင့်ဘောလုံးကစားခွင့်ကာလရှည်ပိတ်ပင်ခံခဲ့ရပေမဲ့ယခုအခါမှာတော့ပြစ်ဒဏ်ကာလပြီးဆုံးခဲ့ပြီဖြစ်လို့ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ရန်ပြင်သစ်လီဂူးကလပ်မိုနာဂိုနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေပြီလို့သိရပါတယ်ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူကမ္ဘာဖလားကိုစုခုနိုင်ခဲ့တဲ့အသက်30နှစ်အရွယ်ကစားသူမဟာသူ့ရဲ့မွေးရမြေပြင်သစ်နိုင်ငံမှာဘောလုံးပြန်ကစားဖို့ဆုံးဖြတ်ထားပုံရပါတယ် BBC Sport သတင်းဌာနရဲ့အဆိုအရဆွဲဆုံရကွင်းလယ်လူဟာမိုနာဂိုနဲ့နှစ်သက်တမ်းရှိစာချုပ်တစ်ရက်ကိုစတင်ချုပ်ဆိုတော့မယ်လို့သိရပါတယ်ဘောလုံးကစားခွင့်ပိတ်ပင်ခြင်းမှလွတ်မြောက်ခဲ့ပြီးနောက်ပေါ့ပါဟာတကူတော်လေးချင်းရေးတွေပြုလုပ်နေခဲ့တာဖြစ်ပြီးမိုနာဂိုနဲ့ချိတ်ဆက်ဖို့ရက်သက်ပတ်များစွာဆွေးနွေးညှိနှိုင်းခဲ့ပါတယ်ပေါ့ပါဟာ2023-24ရာသီစမှာကတည်းကတားမြစ်စေးသုံးဆွဲကြောင်းတွေ့ရှိခဲ့တာကြောင့်ဘောလုံးကစားခွင့်မှ4နှစ်ကြာပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်သို့တော်လည်းနောက်ပိုင်းမှာတော့အယူခံဝင်ပြီးနောက်ပြစ်ဒဏ်ကို18လအထိလျှော့ချခံခဲ့ရပါတယ်ဂျူဗင်တက်စ်နဲ့ချုပ်ဆိုထားတဲ့သူ့ရဲ့စာချုပ်ကိုတော့ပြင်သစ်သားဟာနှစ်ဦးနှစ်ဖက်သဘောတူညီချက်နဲ့ဖျက်သိမ်းခဲ့ပြီးအသင်းတစ်ရှာဖို့သာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဘောလုံးကစားခွင့်ကာလရှစ်ပိတ်ပင်ခံခဲ့ရပေမဲ့ပေါ့ပါဟာဘောလုံးကစားဖို့စိတ်အားထက်သန်နေစေဖြစ်လို့အခုလိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်ယူနိုက်တက်ကွင်းလယ်လူဟောင်းနေနဲ့မိုနာဂိုနဲ့အတူပြင်သစ်မှာအရင်ခြေစွမ်းကိုပြန်လည်ပြသသွားနိုင်မလားစောင့်ကြည့်သွားရပါမယ်